ကောင်လေးတယောက်ဟာကမ်းခြေမှာအေးအေးဆေးဆေးအနားယူနေတော့အဝေးကနေတောက်ပနေတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။ဟေးတန်မိုးရှိတဲ့ပစ္စည်းတစ်ခုဖြစ်နိုင်တယ်လို့တွေးပြီးပိုပြီးတေချာမြင်ရအောင်တောင်ကုန်းပေါ်ကိုပြေးတက်သွားခဲ့တယ်။အဲ့ဒီမှာကြောက်မြတ်ပထမကြီးတစ်လုံးရဲ့အပေါ်မှာထူးဆန်းတဲ့ဥပလုံးကတင်နေတာကိုတွေ့လိုက်ရတယ်။ပထမတော့သူကကောင်းပြီဘာပဲဖြစ်ဖြစ်လို့သဘောထားလိုက်တယ်။ဒါပေမဲ့ခဏအကြာမှာပဲဦးကစတင်ကွဲအပ်လာပြီးခေါင်းလေးတစ်လုံးထွက်လာတယ်။သူ့စိတ်ထဲမှာအံ့ဩတကြီးဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အတွင်းထဲမှာချစ်စရာကောင်းတဲ့လိတ်ကလေးတစ်ကောင်ရှိနေတာကိုသူအယမ်းစိတ်လှုပ်ရှားသွားပြီးကြံနေတဲ့ဥခွန်တွေကိုခွာပေးကအကူအညီပေးခဲ့တယ်။ဒီလိတ်ကလေးဟာတနေ့ကျရင်သူ့မိသားစုတစ်ခုလုံးကိုဘေးအန္တရာယ်ကြီးတစ်ခုကနေကယ်တင်လိုက်မယ်ဆိုတာသူမသိခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒါဟာတာမန်လိတ်ကလေးမဟုတ်ပဲအစွမ်းထက်တဲ့ရှေးဟောင်းတန်တာကြီးလား။တရဝါတစ်ကောင်ဖြစ်နေလို့ပါ။အိမ်ပြန်ရောက်တော့ကောင်လေးကကြောက်မြတ်ပထမကိုတေချာစစ်ဆေးကြည့်ပြီးကျမ်းပြင်ပေါ်ကလိတ်ကလေးကိုငုံကြည့်လိုက်တယ်သူဟာဒီကောင်လေးကိုဆွဲလန်းနေပြီဆိုတော့တိုးတိုးလို့နာမည်ပေးလိုက်တာဟာတကယ်ကိုချစ်စရာကောင်းပြီးလိုက်ဖက်ပါတယ်ဒါပေမဲ့ပြဿနာကသူ့မိသားစုဟာစားတောက်ဆိုင်ဖွင့်ထားပြီးသူ့အဖေကအိမ်မှာအိမ်မွေးတိရစ္ဆာန်မထားခိုင်းတာပါပဲဒါကြောင့်တိုးတိုးကိုလူမသိအောင်သူ့အိမ်ယာထဲမှာဝတ်ထားပြီးလှုပ်ဝက်ကျွေးမွေးခဲ့တယ်ဒါပေမဲ့ဒီနေရာကစပြီးအရန်ထူးဆန်းလာပါတယ်တညာလဲကြာမှာပဲတိုးတိုးဟာသူ့လက်ဘဝတစ်ခုလုံးစားလောက်ထိကြီးထွားလာခဲ့တယ်သူအဲ့ဒီအကြောင်းကိုစဉ်းစားနေတော့ရုတ်တရက်သူ့အဖေကအပေါ်ထက်ကိုတန်ရှင်းရေးလုပ်ဖို့ရောက်လာခဲ့တယ်ကောင်လေးကထိတ်လန့်သွားပြီးတိုးတိုးကိုစောင်းတွေအောက်ဖုံးထားလိုက်ပြီးဒီနေ့သူ့ခန်းကိုသူကိုယ်တိုင်တန်ရှင်းရေးလုပ်မယ်လို့အဖေကိုပြောလိုက်တယ်သူလွတ်မြောက်ပြီလို့ထင်လိုက်ပေမဲ့အဖေကသူ့ဆောင်ကိုဆွဲယူလိုက်ချိန်မှာပဲဇလန်းကပြောင်းသွားပါပြီတိုးတိုးဟာလေထဲကိုရုတ်တရက်ပြောက်ကွယ်သွားထားခဲ့တယ်ကောင်လေးသဘောမပေါက်ခင်မှာပဲအဲ့ဒီရင်းနှီးတဲ့တတဝါလေးဟာသူ့အဖေရဲ့နောက်ကျောပေါ်မှာပေါ်လာပြီးဝဲပြန်နေခဲ့တယ်ဒီထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုလုံးကိုဘေးနားကမင်းကလေးမေကမြင်သွားခဲ့တယ်သူမအော်လိုက်တဲ့အခါတိုးတိုးဟာကြောက်လန့်ပြီးပြုတ်ကျသွားတယ်ကံကောင်းစွာနဲ့ကောင်လေးကအချိန်မီဖမ်းမိလိုက်တာကြောင့်သူ့အဖေကဘာမှသတိမထားမိလိုက်ပါဘူးအဖေထွက်သွား